2022 ခုကမ္ဘာဖလားကွာတာဖိုင်နယ်ပွဲစဉ်မှာအာဂျင်တီးနားနဲ့နယ်သာလန်တို့ရင်ဆိုင်ခဲ့တဲ့ပွဲကိုမှတ်မိကြသေးလားဒီပွဲကတာမန်ဘောလုံးပွဲတစ်ပွဲမဟုတ်ခဲ့ပါဘူးပွဲစားကလေးကအဆုံးထိအရှိန်ပြင်းပြင်းထိခိုက်မှုများစကားများတာတွေအပြန်အလှန်တွန်းထိုးတာတွေမပြတ်ဖြစ်နေခဲ့ပါတယ်ပွဲချိန်88မိနစ်အရောက်မှာတော့အခြေအနေကအထွတ်အထိပ်ကိုရောက်သွားပါတယ်နှစ်ဖက်ကစားသမားတွေအားလုံးကဝင်းထဲမှာအဆုလိုက်အပြုံလိုက်ဝင်ရောက်လာကြပြီးတယောက်နဲ့တယောက်တွန်းထိုးအော်ဟစ်အငင်းပွားကြရင်ဘယ်သူမှနောက်မဆုတ်ကြတော့ပါဘူးဒါပေမဲ့အဲ့ဒီရှုပ်ထွေးဆုံးအချိန်မှာလူအများတတိထားမိခဲ့တဲ့မြင်ကွင်းတစ်ခုရှိခဲ့ပါတယ်နယ်သာလန်အသင်းကောင်းဆောင်ဗာဂျီဗန်ဒိုက်ကလီယိုနယ်မက်ဆီကိုလမ်းလျှောက်လာခဲ့ပါတယ်သူကရန်ဖြစ်ဖို့လာတာမဟုတ်ပါဘူးမက်ဆီရဲ့ပခုံးပေါ်ကိုလက်တင်လိုက်ပြီးသူ့ဘေးမှာတိတ်တိတ်လေးရှင်းနေရတာပါအဲ့ဒီပုံစံကမက်ဆီကိုတခြားသူတွေမထိခိုက်စေဖို့ကာကွယ်ပေးနေတယ်လို့တော့များပါတယ်ပေါ်ပြီးထူးကြတာကအဲ့ဒီချိန်မှာပြဿနာဖြစ်နေသူတွေကမက်ဆီကိုမဟုတ်ပဲသူ့အသင်းပေါ်တွေပဲဖြစ်နေကြတာပါဒီမြင်ကွင်းကိုမြင်ပြီးလူတော်တော်များများစဉ်းစားမိတဲ့မိကုန်းတစ်ခုရှိလာပါတယ်ပြိုင်ဘက်တောင်မက်ဆီကိုဒီလောက်လေးစားနေတယ်ဆိုရင်သူနဲ့နေ့တိုင်းအတူကစားနေတဲ့အသင်းပေါ်တွေကရောသူ့ပေါ်ဘယ်လိုခံစားနေကြမလဲတကယ်တော့အာဂျင်တီးနားအသင်းကိုကြည့်လိုက်ရင်အဖြေကရှင်းပါတယ်ရိုဒရီဂိုဒီပေါ်အီမီလီယာနိုမာတီနက်စ်လီယန်ဒရိုပါရီဒက်စ်လိုကစားသမားတွေကမက်ဆီအတွက်ဘာမှမဆိုလုပ်ပေးဖို့အသင့်ရှိနေတဲ့ပုံစံကိုအမြဲမြင်ရပါတယ်ဒါဟာပွဲထဲမှာပဲမဟုတ်ပါဘူးလေ့ကျင့်ရေးကွင်းအဝတ်လေးခန်းဒါမှမဟုတ်အသင်းရဲ့နေ့စဉ်ဘဝမှာတော့ဒီလိုဆက်ဆံရေးကိုတွေ့နိုင်ပါတယ်အာဂျင်တီးနားအသင်းကွင်းထဲဝင်လာတိုင်းမက်ဆီကအရှိဆုံးမှာလမ်းလျှောက်ပြီးကြံတဲ့အသင်းပေါ်တွေကသူ့နောက်ကလိုက်လာကြတာကိုအမြဲလိုတွေ့ရပါတယ်ဒါဟာဘယ်သူမှအမိန်ပေးတာလို့မဟုတ်ပါဘူးသူတို့ကိုယ်တိုင်မက်ဆီရဲ့နောက်မှာရက်တည်ခြင်းလို့ပါဒါပေမဲ့မက်ဆီကိုအသင်းပေါ်တွေကဒီလောက်အထိချစ်ခင်လေးစားတာဟာသူကကမ္ဘာအကောင်းဆုံးဘောလုံးသမားဖြစ်လို့ပဲမဟုတ်ပါဘူးသူတို့ကိုမက်ဆီနဲ့အတူရှိခြင်းစီတဲ့အကြောင်းအရင်းကသူ့ရဲ့လုံရက်တွေကြောင့်ဖြစ်ပါတယ်ဥပမာတစ်ခုကိုကြည့်အောင်အာဂျင်တီးနားအသင်းရဲ့နောက်ခံလူနီကိုလတ်အိုတာမန်ဒီကိုကြည့်လိုက်ရင်သူ့ရဲ့ကိုယ်ပေါ်မှာမက်ဆီရဲ့မျက်နှာပုံကိုအမြဲတမ်းတတူးထိုးထားပါတယ်အိုတာမန်ဒီဟာနိုင်ငံအသင်းအတွက်ပွဲပေါင်းရာကျော်ကစားထားပြီးပြင်းထန်တဲ့ပွဲစဉ်တွေကိုလည်းအများကြီးဖြတ်တန်းခဲ့တဲ့ကစားသမားတစ်ယောက်ပါဒါပေမဲ့သူရွေးချယ်ထားတဲ့ဒဲတူကတော့လီယိုနယ်မက်ဆီပါဒါဟာလီးစားမှုတစ်ခုထပ်ပူလေးနဲ့တဲ့ခန်းစားချက်တစ်ခုပေါ်ပြနေပါလိမ့်2021ခုနှစ်အာဂျင်တီးနားအသင်းကိုပါအမေရိကဖလားဆုတ်ခူးနိုင်ခဲ့တဲ့အချိန်ကစားသမားတွေအားလုံးမျက်ရည်ကျခဲ့ကြပါလိမ့်ဒါပေမဲ့သူတို့ပထမဆုံးပြေးသွားခဲ့တဲ့သူကမက်ဆီဖြစ်ပါတယ်နောက်တစ်နှစ်2022ကမ္ဘာဖလားကိုရခဲ့ချိန်မှာလည်းမြင်ကွင်းကမပြောင်းလဲခဲ့ပါဘူးဘိုးလူပဲပြီးတာနဲ့အသင်းပေါ်အားလုံးကမက်ဆီစီကိုပြေးသွားပြီးဖတ်ထားကြပါတယ်ဒီလိုလုပ်ဖို့ဘသူကမှမပြောခဲ့ပါဘူးဘသူကမှမညွှန်ကြားခဲ့ပါဘူးဒါဟာသူတို့ရဲ့နှလုံးသားတွေကထွက်လာတဲ့လောက်ရတစ်ခုပါဒီမြင်ကွင်းတွေအားလုံးကိုစုကြည့်လိုက်ရင်မိကွန်းတစ်ခုထပ်ပေါ်လာပါတယ်မက်ဆီဟာဘောလုံးကစားတာတော်လို့ပဲလူတွေချစ်တာလားဒါမှမဟုတ်သူ့မှာတခြားလူတွေနဲ့မတူတဲ့အရာတစ်ခုခုရှိနေလို့လားတကယ်တော့ချစ်တယ်ဆိုတဲ့စကားလုံးတောင်ဒီခံစားချက်ကိုမဖော်ပြနိုင်တော့ပါဘူးတချို့အတွက်တော့အဲ့ဒါဟာကိုးကွယ်လေးစားခြင်းနဲ့တောင်ပုံနီးစားပါတယ်ဥပမာရိုဒရီဂိုဒီဘောကိုကြည့်လိုက်ရင်သူကစားတဲ့ပုံစံဟာမက်ဆီအတွက်စစ်ထွက်တိုက်ပွဲဝင်နေတဲ့စစ်သားတစ်ယောက်လိုပါပဲဒါမှမဟုတ်ဂိုးသမားအီမီလီယာနိုမာတီနက်စ်ကိုကြည့်ပါတချို့အချိန်တွေမှာသူ့ကိုယ်သူထက်မက်ဆီရဲ့လုံခြုံရေးကိုပိုပြီးစိတ်ပူနေတယ်လို့တော့မြင်ရပါတယ်ဒီလိုခံစားချက်မျိုးကတရက်နှစ်ရက်နဲ့မဖြစ်လာနိုင်ပါဘူးအချိန်ကြီးကြာလုံရက်တွေထပ်ခါပြသလာတဲ့အခါမှာတဖြည်းဖြည်းတည်ဆောက်လာတဲ့ယုံကြည်မှုတစ်ခုဖြစ်ပါတယ်လူတွေကတင့်ကိုအားပေးဖို့တင့်ကိုလေးစားဖို့ဒါမှမဟုတ်တင့်အတွက်တိုက်ပွဲဝင်ပေးဖို့တင်ကအတော်ဆုံးလူဖြစ်ဖို့မလိုပါဘူးတကယ်လို့အတားကတင့်ရဲ့အပြုအမူတွေကသူတို့ဘဝကိုပိုကောင်းလာစေဖို့ပါပဲမက်ဆီကသူ့ကိုယ်သူထင်ရှားအောင်မကြိုးစားခဲ့ဘူးဒါပေမဲ့အသင်းပေါ်တိုင်းကိုထင်ရှားလာအောင်လုပ်ပြီးခဲ့တယ်သူဟာဂိုးသွင်းရတာထက်အသင်းနိုင်ဖို့ကိုပိုအရေးကြီးတယ်လို့ယုံကြည်ခဲ့တယ်ချီးကျူးခံရတာထက်အတူတူအောင်မြင်တာကိုပိုရွေးချယ်ခဲ့တယ်ဒါကြောင့်သူဟာကမ္ဘာအကောင်းဆုံးဘောလုံးသမားတစ်ယောက်ဖြစ်လာခဲ့တာတင်မကဘူးလူအများရဲ့နှလုံးသားထဲမှာအမြဲတမ်းနေရာတစ်ခုရသွားခဲ့တာပါတခါတည်းလူတွေကတင့်ကိုမှတ်မိတာဟာတင်ဘလောက်တော်လဲဆိုတာကြောင့်မဟုတ်ဘူးတင်သူတို့အပေါ်ဘလို့ဆက်ဆံခဲ့လဲဆိုတာကြောင့်ပါဒါကြောင့်တင်ဘဝမှာလေလူတွေလေးစားခြင်းတဲ့သူမဖြစ်အောင်မကြိုးစားပါနဲ့လေးစားထိုက်တဲ့သူဖြစ်အောင်သာကြိုးစားပါ channel တွေကအချိန်တန်ရင်တင့်စီကိုအလူလူရောက်လာပါလိမ့်မယ်ဒီနေ့ဗီဒီယိုကိုသဘောကျတယ်ဆိုရင် like လုပ်ပေးခဲ့ပါဘောလုံးအကြောင်းဒါမှကဘဝကိုပြောင်းလဲစေနိုင်တဲ့အတွေးအမြင်တွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ကျွန်တော်က Football Diary ပါနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်